你谁呢？还有你。好嘞。你不是找好了？嘿，俺那给吧，俺找找好了，把就是。你那俺里面那关系的，你俺到妈特别给带来是，把这个的。哎，俺们表演是的，你拖来点那拖来点钱，谁点赔啊？你按照了这些路，俺现在不是来老毛不啊？你要考上俺要领导他妈的谁的？哎，俺们嘞，你考到俺要领导他了嘛？怎么嘛高兴的？开过什么奥运节，送年的哇！你又上俺吃来的，吃来的。你们看哇，边阿布嘞。头揣么多呀不？哎呦，你呢在那边呢？哦，把皮子嘞，表堂啊！知道表啥表为咩？老没皮多没？俺不记，哎，给上穿的我高米，明白讲没嘞？我你们办呢？ကိုတက်ကျမပြောရမယ်ကျမလေအိမ်လုတ်တယ်အားတဲ့ချိန်လေးနှလုံးထိုးတယ်တောင်းလုံးထိုးတယ်တစ်ခါတလေအပြ ဒီကောင်မလေကျွန်တော်မိမထမိန်နာခေါ်သားတယ်တဲ့အဲ့ဒီကရှင် ဟာအဲ့တော့ငါညီမဘယ်ကောင်းမလဲငါညီမမှားတယ်အဲ့လိုပြောကိုယ့်ယောက်ကလေအိမ် ကိုကြီးဒီမလေးကိုဘယ်လိုပြောရမလဲဟမ်ခိုးသား900နဲ့ပေးစားတယ်အဲ့ဒီအကောင်က ကောငါညီမမှန်တယ် အဲ့ပြောတာလေ ကိုကျက်ကျွန်တော်ပြောပြကိုကျက်လေးကျွန်မပြောတော့တန်ရလိုက်မယ်နဲ့အကောင်မအထုပ်ကိုကျွန်တော်ဖြီးလိုက်ရှက်ကွဲသွားမယ်သိလား ဘာဖြစ်လို့တော့ ကျွန်တော်အရှိမ3ယောက်ရှိတယ်အဲ့ဒါကိုကျွန်တော်ဈေးကောင်လာပေါ်နေတာ ဟာငါညီမအဲ့တော့ဘယ်ကောင်းမလဲ ဒီကောင်ပြောတဲ့အတိုင်းယုံနေနေ အဲ့တော့မရဲသွားပြီနော် ဘာဖြစ်လို့လဲ အေးငါပြောပြမယ်အေးငါနင်းပြောလို့အောက်တန်းစားအဲ့အောက်တန်းစားဒီနေ့တစ်ချက်စားပြီးအဝတ်တဲ့ကိုလူကလည်းအိမ်မော်ဆင်းမယ် စင်း နင်ကဒီနေ့ကမပေါင်း ကွာတယ်တလုံးပြန်မလာခဲ့နဲ့ ဟာပြောသွားမဟုတ် အတမိတောင်းကိုမေ့သွားတာ အေးအဲ့တောင်းထားလိုက်လို့ရှိရင်သူတန်လန်လေးပြန်သွား အတမိပစ္စည်းတွေလေလား အဲ့ဒီနဲ့အခုတော့မတောင်းပါနဲ့ပေးလိုက်ပါ တနာလို့ အမျိုးနဲ့ငါညီမလေးခက်တာကို ကားပြောတယ်မကြည့်လိုက်မကြည့်လိုက် ဟာဒီတော့ပဲမထန် ရက်ကွက်ထဲမှာစပိန်တွေပျောက်ဆိုင်ကယ်တွေပျောက်ပစ္စည်းဥစ္စာတွေပျောက်တာအများကြီးပဲငါတို့လူကြီးတွေစုံစမ်းလိုက်ရတာခေါင်းတွေမူးနောက်လို့လက်ဆက်တော့မင်းဖြစ်နေတာဟုတ် မင်းကွာ ဟဲ့မင်းဘာဖြစ်လို့ဒီလိုတွေလုံလဲ ကျွန်တော်လုံးเสียအလုံးမရှိလို့ပါဗျာအဆင်မပြေလို့ပါ အဲ့ဒါကြတော့ဟုတ်ပြန်ရောအုပ်ကြီးဘာဖြစ်လို့လဲဆိုတော့အခုချိန်ကာလနဲ့အလောက်ကခွန်လန်းတွေကရှား ဟဲ့မင်းဘာဖြစ်လို့လုံလဲ ကျွန်တော်ဆင်းရဲလို့ပါဗျာအလုံးလဲလုံးเสียမရှိလို့ပါ အဲ့ဒါတော့လက်ခံပေးရမယ်အုပ်ကြီးအဲ့တော့လက်ခံပေးရဘာဖြစ်လို့လဲဆိုဒီချိန်ကာလအလောက်ကခွန်လန်းတွေကအင်မတန်နဲပါနေတဲ့အချိန်များ မင်းဘယ်တော့ကြာလဲ ကျွန်တော်3နှစ်လောက်တော့ရှိပြီဗျာ 3နှစ်တောင်ရှိပြီဟာမင်းကွာမင်းတို့လူငယ်တွေကအညွန့်နေတယ်ကွာမင်းတို့လူငယ်တွေဒီလိုတော့မရှိတိုင်းတာခိုးနေရလို့ချင်းအကုန်သခိုးနေတာ လူကြီးနဲ့နေရာချင်းချင်း ငါချုပ်ရ ကျွန်တော်ရုပ်ခံစားနေရတယ်ဒီကောင်လုတ်ပေါက်ကိုင်ပေါက်တယ်မဟုတ်ဘူး ငါပြောတာဆုံးအောင်နားထောင်ပြီးမှပြောပါကို လူ ကြီး ကြီးနဲ့တို့လို့တတ်တာပါနော် သူ့ကိုလွတ်မထားနဲ့ကိုစကားကိုဆုံးအောင်ပြအောင်ပြောလိုက်လေ ငါလည်းပြောနေတာပဲသူဖျက် ဟမ်မင်းလူစိတ်မရှိတဲ့အကောင်ဟမ်သူတို့ခမရလေးတွေမှာအိုက်ဆိုင်ကလေးကိုရှိလို့ဝယ်ထားတာမဟုတ်ဘူးကွာနော်လုပ်ငန်းလေးတွေအတွက်ခြေထောက်တက်ဖို့ဆိုပြီးဝယ်ထားတာမင်းအခုလို့လွတ်လိုက်တော့သူတို့ခြေထောက်တွေကိုဖျက်လိုက်တော့ဖြစ်မနေဘူးလားမင်းကွာငါလည်းစိတ်ကျွန်တော်နည်းနည်းလျှော့တာမယ်ကျွန်တော်နည်းနည်းလျှော့တာမယ် မင်းတို့နှစ်ယောက်ချာမှာငါတော်တော်စိတ်ညစ်လာပြီငါပြောတဲ့စကားကိုဖျက်ပြမပြောကြပါနဲ့ဟဲ့မင်းဘာဖြစ်လို့အဲ့ဒီခိုးတဲ့အလုပ်ကိုလုပ်อ่ะ ကျွန်တော်တခြားလုံးเสียအလုံးလဲမရှိလို့ပါ ဘာဖြစ်နေလဲလို့ ဘူးတို့ပြလိုက်တယ်လို့ပဲဘူးတို့ပြလိုက်တယ်လို့ပဲကိုင်းနေတော့လေလက်စီတဲ့ကြေလိုက်တော့ပွင့်သွားတယ် ပြော ဟဲ့မင်းတို့တရားရှင်းတယ်လားဘာဖြစ်လို့ဒီလုပ်တွေလုပ်နေရတာငါပြော အခုလတလောအချိန်တွေကအဖေနဲ့မေကလည်းနေမကောင်း ဖေးမေဖိုးဘွားတော့လောက်တာအနန္တကိုင်းကိုကျေးဇူးရှင်နေ အော်မိဘအဲ့ဒီ တစ်ထားလို့မရဘူးဗျကဘာမီးတော့တော့သားကောင်ချနေရမှာပဲမင်းလို့ရမှန်လိုက်တာမှုံမြက်လိုက်တာကောင်လေးရဲ့ချစ်ဖို့ကောင်းတဲ့ကောင် မင်းသူ့ဘက်ကလည်းငါတို့ဘက်ကလည်းမင်းရှင်းချင်းလေးပြောရတော့ရ ကိုချင်းတော်တော်စား တာကိုချင်းစားတာ တော်တော်ကိုချင်းစား တော်ကိုချင်းစားတာဟိုဘယ်လိုလဲဆိုတော့ဒီဘက်ကလည်းလူကြီးတွေကဥပဒေရမဖြစ်မနေလောက်ရမှာပဲလေ အေးငါတို့လူကြီးတွေအနေနဲ့ကတော့ကြီးရမှုငယ်အောင်ငယ်ရဲမှုပပြောင်အောင်တော့လုပ်ရမှာပဲကွာ အဲ့လေပြစ်မှုကျူးလွန်ထားတဲ့သူဟိုဒီဘက်ကလည်းပစ္စည်းတွေကဆုံးရှုံးထားတယ်လူကြီးဆို3ကလေးကြားမှာစင်မပြေဘူးကွာဥပဒေအတိုင်းတော့သွားမှရမယ်တကယ်လို့ဥပဒေအတိုင်းမှမသွားဘူးဆိုရင်ဟိုဒီကလူကြီးတွေကခွေးဖြစ်ကုန်မှာဗောကျွန်တော်ဖြစ်နိုင်ကျွန်တော်သူ့စားကျွန်တော်
ခံမလိုက်ကြည့်တာဟုတ် အေးဘောကိုချင်းစားတာ ကောင်းလို့တနာ အရင်တနာတာ အရင်တနာ ဟေးဖြစ်ရမယ်ကိုချက်လီအဲ့လိုပဲတနာတတ်တယ်လား တနာတဲ့ ကဲအဲ့တော့ သူစားခံလိုက်ချင်တာကျွန်တော် အဲ့တော့ဆုံးဖြတ်ပေးရမှာဗောတိုင်းနေတဲ့ကိုချက်လီကိုကျိုးတော့ပြီးရဲစခန်းပို့လိုက်တော့ကွာ ဟုတ်ကဲ့ ပြာ